不讲他的。Hello！ 哦，难讲了，难讲了，咱老叫啦，我不说了。လာအားလုံးပြောပြမယ်လားညာလေးလားတိုးတိုးလေးပြောပြမယ်တေချာလေးနားထောင်ပြီโอเคတဲ့အခုကဒါကဘယ်ကိုသွားမှာလဲဆိုမလေးရှားကိုသွားမှာနော်မလေးရှားကိုမပြီးဘူး2500သွားမယ်ဟိုမှာကားလာပြပေးမယ်လားဒါကကျတော့မြန်မာနိုင်ငံကိုပို့ရမှာမလေးရှားကို2500လက်တိုက်နေတာလက်တိဝဝကွယ်အဲ့ဒါတဲကြတွေအားလုံးပြောပြပေးချင်တာကအောင်ချရင်ငပိဆိုတကဝဝကွယ်စားသုံးသူတိုင်းသိတယ်အယောက်100မှာ2ယောက်လောက်ကတော့ကတွင်မတွေ့တာလို့အစင်မပြေတာလေးတော့သိတယ်အဲ့ဒါကြီးထူးဆန်းနေတဲ့အရာမဟုတ်ဘူးပေါ့နော်အယောက်100မှာ68ယောက်လောက်ကဘာကြောက်ကြိုက်တာလဲအောင်ချရင်ကိုကြိုက်တာအဲ့အောင်ချရင်ဒီပစ္စည်းကိုရောင်းတော့မယ်ဆိုရင်စေတနာမေတ္တာနဲ့ရောင်းလို့အောင်ချရင်ဆိုတာအောင်ချရင်ဖြစ်လာတာကွာရေပေါ်စီကောက်ယုံပြီးရေတက်လိုက်ခိုက်ထရောင်းတာမဟုတ်ဘူးအပြင်းကြီးထရောင်းတာမဟုတ်ဘူးကိုယ့်ချစ်တဲ့လူတွေကပြည့်တိုးစရာကောင်းကောင်းလေးစားခြင်းနဲ့ငုတ်တိတမုတ်ကောင်းကောင်းလေးစားခြင်းနဲ့လို့ပြောလို့စေတနာမေတ္တာအပင်ပန်းခံအချိန်ကုန်တယ်ပြီးထုတ်တာပြောပြပေးခြင်းတာဘယ်ဈေးတယ်ရမှာအလေကားမပေးဘူးဘယ်ဈေးတယ်ရမှာအမျက်မရပဲနဲ့မရောင်းဘူးအဲ့တော့ရှော့ရောင်းတာပါဟိုဟာပေးတာပါဒီဟာပေးတာပါဆိုတာကအပေါ်တွေပြောပြီးရောင်းတာအဲ့တော့အောင်ဆိုင်နဲ့ပစ္စည်း quality အရေးတို့အကောင်းဆုံးထုတ်လုပ်ထားတယ်တတ်ရှင်းထုတ်လုပ်ထားလို့ तू အမျက်နဲ့ तू တရားတန်ရတာဝဲယူထားတယ်မတရားလည်းမယူရောင်းထားဘူးဒါကြည့်လို့ရတယ်လာပြပေးမယ်အဲ့ဒါအားလုံးပြောပြပေးချင်တာအောင်ချမ်းရိုးငါပြီးလို့ပြောလိုက်ကြတယ်အောင်ချမ်းရေးဒီမှာနှခမ်းမွေးနဲ့အဲ့တော့ငစင်အိုင်းရုပ်တွေကြည့်မယ်ဆိုအောင်ချမ်းရေးရေကြုံငစင်အိုင်းငပိတစ်မျိုးတည်းပဲရောင်းတယ်အကောင်ကလောက်တောက်လက်တက်မရောင်းပါဘူးနော်ငစင်အိုင်းရေကြုံငပိပဲစားတယ်အောင်ချမ်းလက်စီရောင်းပြီးနေတယ်ရေကြုံငစင်အိုင်းငပိအားဆိုရင်မြန်မာနိုင်ငံမှာနေမဟုတ်ဘူးမလေးရှားစင်ကာပူထိုင်းကမ္ဘောဒီးယားလာအိုအိန္ဒိယအင်ဒိုနီးရှားဂျပန်အမေရိကန်ဒူဘိုင်းနိုင်ငံပေါင်းစုံအောင်ချမ်းရလိုက်ခံနေပါလိုက်ပို့နေပါပြီပေါ့နော်။ဘာကြောင့်အောင်ချမ်းငပိကိုဘာကြောင့်လူတွေကအသေးဆွဲဖြစ်နေတာလဲဆိုရင်ငပိဆိုတဲ့ခေါင်းစဉ်အောင်မှာငပိဖြစ်နေလို့ဟုတ်ပြီလားအမြဲရရင်ပြီးရောအဲ့တော့ရောင်းရရင်ပြီးရောဆိုပြီးကိုယ့်ရဲ့ချစ်ရတော့ customer တွေကိုဘယ်တော့မှမတရားမလုပ်ဘူးအဲ့တော့အောင်ချမ်းရလည်းမတိုက်ခိုင်းနဲ့နော်ဒါပဲပြောထားမယ်အောင်ချမ်းရလည်းမတိုက်ခိုင်းအောင်ချမ်းရဆိုတာဘေးတာပန်းလို့ပဲရောက်ရကန်းနာမှာခံနေမယ်ရောက်ရတောင်ပင်လေလားချောင်းရောက်ရချောင်းမှာရှင်တန်နေမှာသိလားအောင်ချမ်းရကြာပန်းမဟုတ်တပွင့်နဲ့ပွင့်ပြီးတော့အချိန်တန်နုံးသွားမှာမဟုတ်ဘေးတာပင်ဘေးတာပန်းရောက်ရရဲ့မှာတောင်တယ်ပြီးမျောနေမှာပဲရေကြုံကစဲငပိကောင်းကောင်းလေးစကားကျင်တယ်ဆိုရင်အောင်ချမ်းရကိုအရင်ဆုံးလက်စကားမြေတီးတဲ့နောက်ကိုအညာလွတ်နဲ့တတ်တန့်မွေးမွေးလေးလိုချင်တယ်ဆိုရင်အောင်ချမ်းရေးစီကိုလာခဲ့ကြားစီရမယ်အဲ့တော့မြေတီးတဲ့မောက်ကအောင်ချမ်းရေးကအိမ်တော်လက်ထောင်းအဲ့တော့တခြားလိုချင်တခြားတော့အားလုံး I love you see you thank you so much ကားပေါ်ပစ္စည်းတင်လာမယ်နော်ရမ်းမောပါပြီဘာကြောင့်ရမ်းမောရတာသိလားအခုဒီလိုမျိုးတွေ no 哇， I